သုံးပေါ်ပြိုင်ကားကျွန်တော်နောက်ဆုံးပေါ်ပြိုင်ကားလေးနဲ့ DDN ဇက်လို့ဘာညာလဲလားဒီကောင်လေးကကျွန်တော်ဒီမှာ3,85,000နဲ့ရောင်းမဲ့ကောက်လေးပါဒါ RP လေးဖွင့်ပြီးတာပါနော်3,85,000နဲ့ရောင်းမဲ့ကောက်ပါ RP လေးဖွင့်ပြီးတာပါပြီးရှားအမ်ဖူး level 5ပါနော်စကုတ်တွေပါဖွင့်လာမှာဒီ3သက်လေးပါမယ်ဟိုလိုလေးပါမယ်ဟိုလိုလေးပါမယ်ပြီးရင်user level 1မှာဗရာ level 1မှာခင်ဗျာ DB level 2ပါ7 level 4လေးပါမယ် UMB level 3လေးပါမယ်နော်ကျွန်တော်နဲ့ RP ကန်ဒါရဲ့ level 3ပါနော် level 1နေပါဒီကောင် level 1နေပါနော်စကားရေးရော level 1နေပါခင်ဗျာအတူရဲ့ operate တွေနော် operate တွေပါလာပါတယ်မစိုးပါဘူး3,85,000လားပြန်ကားတစ်စီးပို့တော့မရှိဘူးအဲ့ကပြန်ကားသူကတော့ဈေးရမရှိတယ်ဗျဖောက်လိုက်ရင်ဈေးရညာမြောက်တယ်ဒီကောင်လေး3,85,000နဲ့ရောင်းမဲ့ကောက်လေးပါခင်ဗျာ3,8000နဲ့ရောင်းမဲ့ကောက်ပါ3,8000မြန်လေးပြမယ်မြန်လေးပြလိုက်မယ်အခန်းတွေတော့ပြမယ်တော့ကားလေးပြမယ်ကားယူစမ်းနေဒီမှာအားတွေဆိုင်ကယ်တွေပြီး emote တွေလည်းတော်များရတာ3,85,000နဲ့ရောင်းမဲ့ကောက်ပါနော်ဒီတွေလေးမြန်နေဘုံနေနေချင်းကတည်းကပါဘောနေချင်းကတော့နိုင်မဒီရဲ့အသေးလေး9ချောင်းပါမယ်နော်ဒါကြီးအသေး9ချောင်းပါမယ်အသေး9ချောင်းပါမယ်အနီတုံးတုံးပါမယ်နော်ချိန်ထားတဲ့နေရာလေးပြမယ်ချိန်ထားတဲ့နေရာတော့Gmail ရဲ့ email ရဲ့ mail တခုလေးပေါ့နော်Google ဒါကျွန်တော်တို့အလွယ်ခေါ်ရင်ကျွန်တော်တို့ Gmail လို့ခေါ်နော် Gmail email ကျွန်တော်တို့ချိန်ထားလောရ Gmail email လို့အကောက်တွေဟိုအဖြစ်ရင်ကျွန်တော်နားလည်ပြောပြမယ်ဆိုဒီကောင်အကောင်ကျွန်တော်တို့ Google လို့မရေးတော့Gmail ရဲ့ email Gmail ရဲ့ဒါ email ပေါ့နော်mail တခုလေးလို့မေးစိမ့်နေပါညာဒါပါလို့ရေးထားရနော်အဲ့